ဘာလို့မျက်နှာကြီးမဲသွားလဲဆိုတော့ဒီနှစ်ချက်ထဲမှာညှိနေလို့နံပါတ်1တစ်ချက်ကတော့နေခင်ပိုင်းနေကစောင်းခရင်မလူးဖြစ်တော့နေအောင်ကြီးတွေနဲ့ဓာတ်ရိုက်ထိတွေ့တာများလာရင်မျက်နှာသားရည်ကပိုပြီးတော့မဲလာစေတယ်နံပါတ်2တစ်ချက်ကတော့တနေ့တာသွားလာလှုပ်ရှားပြီးတိုင်းမျက်နှာရဲ့အရေးပြားပေါ်မှာကန့်ညှိနေတဲ့အညစ်ကြေးတွေဖုံမှုတ်တွေကိုတန့်စင်ပေးနိုင်မဲ့မျက်နှာတိတ်စစ်ပြကိုမသုံးပေးလို့အဲ့တော့ကိုကဘယ်ချက်ထဲမှာညှိနေလဲ comment အောက်မှာမန်းလာပေးလို့ရပါတယ်မျက်နှာကြီးမဲနေလို့ဒီမေပန်းဒီဇိုင်းမျက်နှာတိတ်စစ်ပြကိုသုံးကြည့်လို့ရလားဆိုတော့စံပါဝင်လို့စိတ်ချလက်ချတာသုံးအမြုပ်လေးတွေနဲ့အตาရလေးပို့ပေးကြံနေတဲ့မြုပ်လေးတွေနဲ့10မိနစ်လောက်ပေါင်းတင်ပြီးတော့နှက်ထားပြီးတော့သုံးပေးရေဆေးချလိုက်ရင်မျက်နှာအသားရည်ကလက်တွေ့ကိုမှကြည့်ပြီးတော့ဖြူလာတယ်။မင်းစင်ကြိုက်ရဆိုအချက်တစ်ချက်ကလည်းအဲ့ဒီချက်ပဲရေဆေးချလိုက်မျက်နှာအသားရည်ကလက်တွေ့ကိုမှကြည့်ပြီးတော့ဖြူလာတယ်။မင်းစစ်စီမှာဝယ်သုံးသွားတဲ့ညီမလေးတယောက်ဆိုရင်သူ့ရဲ့မျက်နှာကဝက်ချန်လုံးဝမထွက်ဘူး။မျက်နှာအသားရည်ကမဲပြီးတော့ညစ်တာ။သုံးကြည့်လို့ရလားဆိုတော့စံပါဝင်လို့စိတ်ချလက်ချသုံးဆိုပြီးတခဲမှာသွားတယ်။အခုသူတခဲကုန်ပြီးတဲ့နောက်ပိုင်းသူ့ရဲ့မျက်နှာအသားရည်ကတော်တော်လေးကိုမှကြည့်ပြီးတော့ဖြူလာလို့အရင်ကထက်ကြည့်ကောင်းလာတယ်ဆိုပြီးတော့မစ်စစ်ကိုလာပြောပြထားတယ်။အဲ့တော့ကိုကမျက်နှာကြီးမဲနေလို့တောင်းဖို့စိတ်ဝင်စားနေဆိုရင်သုံးကြည့်ဖို့ညှိုးပေးစေချင်ပါတယ်တကယ်ကိုမှသုံးကြည့်ပြီးတော့လှစေချင်တယ်သုံးဆက်ဒီ customer review တွေလည်းအများကြီးကိုမှရရှိထားလာမို့လို့သုံးဖို့စိတ်ဝင်စားနေတယ်ဆိုရင်ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်ရှင်အနက်လေးကလည်းအရန်ကိုမှမှုေးတယ်